hello ဒီနေ့တော့အားလုံးကိုဒူဘိုင်းမှာရှိတဲ့ shopping mall တွေတစ်ခုဖြစ်တဲ့ Mall of the Emirates ထဲမှာရှိတဲ့အသားငါးရောက်တဲ့နေရာလေးတစ်ခုကိုခေါ်သွားပေးမယ်နော်လိုက်ကြည့်ကြပါဦးဒီနေရာလေးကတော့ Carrefour ပဲဖြစ်ပါတယ်ဒီ Carrefour ကလေပုံမှန်မြင်နေကြအသားငါးရောက်တဲ့နေရာရင်းနဲ့မတူဘဲနဲ့အမျိုးအစားစုံစုံလင်လင်ကိုတွေ့ရှိရမယ်နော်ဆယ်မွန်ကိုမျိုးစုံရောင်းနေပေါ့နော်တကယ်လို့စုံစုံလင်းလင်းဝယ်ချင်နေဆိုရင်တော့ဒီ Carrefour ကိုလာဝယ်လို့ရတယ်နော်ဆယ်မွန်တွေကလေမြင်ရတာနဲ့စားချင်နေပြီတွေကတော့ကြောက်ပစွန်နေပေါ့နော်ပစွန်ဆိုလို့ရှိရင်လေသူကမျိုးစားစုံစုံလင်းလင်းနဲ့ဝယ်လို့ရတယ်ပြီးရင်ကနန်းတွေလည်းရှိတယ်ပေါ့နော်ဒီမှာကလေအကောင်ရီအတွက်တွေလည်းများလေးနဲ့ကိုကြိုက်တဲ့ပုံစံကိုဝယ်လို့ရတယ်ဆိုတော့အဆိုးပေါ့နော်ပြီးတော့သူကအရှင်တွေလည်းရောင်းတယ်ဒါပေမဲ့အရှင်တွေကတော့ကိုဒီအနေနဲ့ကတော့ပေါ့နော်မသိတော့လို့ထင်တယ်ဒါလေးကတော့ king crab ပါ king crab ကိုသူကတခါတည်းချက်ပေးထားတာပေါ့နော်တကယ်လို့ကိုကချက်လည်းမချက်ချင်ဘူး ready made ကိုလည်းစင်သစ်စားချင်နေဆိုရင်တော့ဒီနေရာလေးမှာသူကအကုန်လုံးကိုချက်ပြုတ်ပြီးတော့ထုတ်ပိုးပေးထားတယ်ပေါ့နော်ဒီမှာဆိုရင်ပင်လယ်စာတီးတက်အဲ့လိုချက်ပြုတ်ပေးထားတဲ့ပုံစံမျိုးလုပ်ပေးထားတာပေါ့နော်ပစွန်ဆိုလဲပစွန်ဘူးလေးတွေနဲ့ soft လေးတွေနဲ့အစင်သစ်စားလို့ရအောင်တခါတည်းပြင်ဆင်ပေးထားတယ်ပေါ့နော်တကယ်လို့ကိုကအလုပ်လဲရှုပ်တယ်ကောင်းကောင်းလေးလေးစားကြတယ်ဆိုရင်တော့ဒီနေရာလေးကတော့အဆင်ပြေတာပေါ့နော်ဒီနေရာလေးကိုတော့တော်တော်လေးကိုတဘောကြမိတယ်ပေါ့နော်ပုံမှန် Carrefour တွေမှာရောင်းတာထက်ကိုပိုးပြီးတော့စွတ်ဆောင်လေးလေးရနိုင်တယ်ပေါ့နော်ပြောတာလည်းများသွားပြီဆိုတော့ see you next video